view တွေများအောင် follower တွေတက်အောင် viral ဖြစ်အောင်ဘယ်လိုလုပ်ခဲ့လဲဆိုပြီးခဏခဏလာမင်းနေကြလို့ပေါ့နော် 0k follower နဲ့2လအတွင်း 40k follower တိအောင်လုပ်ခဲ့တဲ့ tips and tricks လေးတွေကို gatekeeping မလုပ်ဘဲနဲ့ဒီ video မှာပြောပြသွားပါမယ် video ရဲ့ပထမဆုံး3စက္ကန့်နဲ့5စက္ကန့်ထိတော်တော်လေးအရေးကြီးပါတယ်လူတွေကအဲ့အစပိုင်းကိုကြည့်ပြီးတော့သူကကြော်သွားမှလားဆက်ကြည့်မှလားဆိုတာကိုသိရတယ်ပေါ့နော်ကို video ရဲ့အစပိုင်းကပြင်းစရာကြီးဖြစ်နေဆိုဘယ်သူမှမကြည့်ချင်ကြဘူးအဲ့ကြောင့်လူတွေကို trick ဖြစ်တဲ့စာသားတွေနဲ့ပဲဖြစ်ဖြစ်အတန်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်လူတွေဟမ်ဘာကြီးလဲမသိဘူးဆိုကြည့်ချင်စိတ်ဖြစ်အောင်လုပ်ကြပါပေါ့နော် video quality ပေါ့နော် quality ကောင်းအောင်အလင်းရှိတဲ့နေရာမှာရိုက်ပါလို့အရင် video မှာလည်းပြောခဲ့တယ်ပေါ့နော် Android ဖြစ်တာ iPhone ဖြစ်တာနဲ့မဆိုင်ဘူးကိုယ့်ရဲ့အိမ်မှာရှိတဲ့ပရင်ပေါက်ရှိတကားပေါက်ရှိမှာတွားပြီးတော့ဖုန်းထောင်ပြီးလုပ်ကြပါအထဲတွေမှာရရင်မွဲပါတယ်ပေါ့နော်အလင်းကောင်းတဲ့နေရာမှာ video ရိုက်ကြပါအဲ့ဆို quality ကောင်းတယ် quality ကောင်းတာနဲ့ကို view တက်ဖို့ရာခိုင်နှုန်းများတယ်ပေါ့ editing လုပ်ဖို့သင်ကြပါပေါ့နော်အခုချိန်ဒီ editing မလုပ်တတ်ဘူး editing လုပ်ဖို့သင်ပေးအောင်ဆိုပြီးလာမိတဲ့လူတွေအများကြီးပဲ editing လုပ်ဖို့သင်တန်းတွေပါတက်စရာမလိုဘူး AI ခေတ်ဟုတ်တဲ့ ChatGPT ကို download လုပ်ပြီးရင်အမှ how to edit my video ဆိုပြီးတော့မေးလိုက်သူရှင်းပြလိမ့်မယ်တစ်ခုချင်းစီရှင်းပြလိမ့်မယ်ကို edit လုပ်ချင်တာလားစာတန်းတွေထိုးတက်ချင်တာလားအတန်သွင်းတက်ချင်တာလားအကုန်လွယ်လွယ်လေးပဲပေါ့နော်တင်မယ်ဆိုလွယ်လွယ်လေးပါပဲအဲ့ဒါတွေတက်ရင်ပို့ပြီးအဆင်ပြေတယ်ပြီးဗီဒီယိုရိုက်တဲ့ချိန်တချင်းနေနဲ့ရိုက်တာထဲကိုယ့်အတန်နဲ့ကိုရိုက်တာကိုပို့ပြီးအားပေးတယ်ကိုကတကယ် viral ဖြစ်ချင်တဲ့တကယ်ဒီ social media မှာတခုခုလှုပ်ချင်တဲ့ဆိုကြတဲ့တချင်းနေနဲ့ရိုက်တာအပျော်သဘောဖြစ်သွားပြီပေါ့နော်တချို့တွေဆို Japan region ကောက်ဖွင့်ထားကြတယ်အဲ့ဆိုပတ်စံဝင်အောင်လုပ်ဖို့အတွက်သူတို့ကဖွင့်တာလေတချင်းနေနဲ့ရိုက်နေအဆင်မပြေဘူးသူက10မိနစ်ပြည့်မှပတ်စံဝင်တာဆိုတော့စကားပြောပြီးတော့ရိုက်ကြပါအဲ့ဆိုလူတွေကပို့ပြီးတော့ကိုယ် engagement တွေပိုကောင်းလာတယ်ပေါ့နော် editing လုပ်တဲ့နေရာမှာဆိုလဲအရှိကြီးပြင်းစရာကြီးဖြစ်အောင် edit မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်ကိုပြောချင်တဲ့ main point တွေကိုပဲဖြတ်ပြီးတော့ edit လုပ်ကြပါကိုဗီဒီယိုပြင်းစရာမကောင်းအောင် edit လုပ်ကြပါပေါ့နော်လူတွေကဟောဘာဖြစ်မှလဲမသိဘာဖြစ်မှလဲမသိဆိုစက်ကြည့်နေမှာပေါ့နော်ပြီးရင်အခုတလော trend ဖြစ်တဲ့ဟာတွေနဲ့ like လုပ်ကြပါပေါ့နော် TikTok မှာဘာတွေ trend ဖြစ်နေလဲအဲ့ဒါကို like ပြီးလုပ်ကြပါအဲ့ဆို view များဖို့ chance များပါတယ်ချင်းချုပ်ရှင်းပြမယ်ဆို edit ကောင်းအောင်လုပ် like တွေကောင်းတဲ့နေရာမှာရိုက်ဗီဒီယိုရဲ့အရှိဆုံးစက္ကန့်နဲ့5စက္ကန့်တော်တော်အရေးကြီးတယ်ပြီးရင်လူတွေနဲ့ engagement ကောင်းအောင်လုပ်ကိုယ်တိုင်စကားပြောပြီးရိုက် trend ဖြစ်တဲ့ဟာတွေနဲ့ရိုက်အဲ့ဒါဆိုရင် view တက်ဖို့တော်တော်လေးတေချာသွားပါပြီအလုံးကို follower တွေ view တွေတက်စေချင်လို့လာပြီး share လုပ်ပေးရပါအားလုံး thank you so much ပါ